Go Ferris School, Grade 4 တွင်ဇာရိတ်တနှင့်ပြည်သူနီတိဘာသာရပ်တင်ကြားပြသပေးပါသောစိတ်ထားဖြစ်စဉ်ပြီးအရန်ချစ်စရာကောင်းလာသောတပည့်တို့၏အချစ်တော်တည်ချဲစုနှင့်အဝေးတနေရာစီမှကြုံဆုံလာခဲ့ကြရသောစိတ်တူကိုယ်တူ Grade 4အတန်းဖော်တငယ်ချင်းများအားလုံးမင်္ဂလာပါရှင်။တမိအဖွဲ့အနေနဲ့ဇာရိတ်တနှင့်ပြည်သူနီတိဘာသာရပ်တွင်ပါဝင်သောကျေးရွာစာကြည့်တိုက်သင်ခန်းစာကိုအတန်တရုပ်ဆောင်မှုများဖြင့်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။လွန်ခဲ့သောလကမင်းစင်တို့ရွာမှာအာမန်တစ်ဆိုတဲ့စာကြည့်တိုက်လေးတစ်ခုဖွင့်ခဲ့ပါတယ်။ဒါကြောင့်နွေရာသီကျောင်းပိတ်ရက်မှာစာအုပ်ဖတ်ဖို့မင်းစင်တုတနဲ့ပူအိုတို့ဟာတိုင်ပင်နေကြပါတယ်။စာကြည့်တိုက်အဖွဲ့ဝင်တွေဖြစ်တဲ့အမကျွယ်နဲ့အကိုစီတူတို့ကကြာပြီးစာကြည့်တိုက်ကိုစနစ်တကျအသုံးပြုရန်နဲ့လိုက်နာရမယ့်စည်းကမ်းတွေကိုပြောပြနေပါတယ်။မမရေသားတို့တငယ်ချင်းတွေစာကြည့်တိုက်မှာစာအုပ်ဖတ်ရှင်ပါတယ်စာအုပ်တွေငှားရှင်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတာမသိလို့ကိုတို့မမတို့ရဲ့စာကြည့်တိုက်စီကံလေးတွေကိုပြောပြပေးပါနော်ပြောပြရမှာပေါ့ကွယ်စာအုပ်ငှားမယ်ဆိုရင်တော့ငှားမဲ့သူကရက်ွယ်ကြေးရထဲမှာအမှန်တကယ်နေထိုင်တဲ့သူဖြစ်ဖို့လိုပါတယ်ငှားခွင့်ရဖို့စာကြည့်တိုက်ကလည်းလိုတာပေါ့ကွယ်စာကြည့်တိုက်တဲ့ရှိမယ်ဆိုရင်တော့တစ်ချိန်ကိုစာအုပ်တစ်အုပ်ငှားခွင့်ရှိပြီးတစ်ပတ်ကြာရင်တော့ပြန်အပ်ဖို့လိုပါတယ်သားတို့ငှားထားတဲ့စာအုပ်တွေပြောသွားမယ်ဆိုရင်ရောဘယ်လိုလုပ်ရမလဲပြောပြပေးပါဦးနော်ညီလေးငှားထားတဲ့စာအုပ်ပျောက်သွားမယ်ဆိုရင်တော့စာအုပ်တန်ဖိုးကိုတစ်လအတွင်းပြန်လျော်ပေးရတာပေါ့ညီလေးတို့စာအုပ်ငှားမယ်ဆိုရင်စာအုပ်မှာရေးရှစ်တားတွေအမှတ်အသားပြုပြီးညစ်ပတ်အောင်မလုပ်ကြရပဲယူတဲ့နေရာကိုပြန်ချပေးဖို့လိုတာပေါ့ကွာသမီးပကိုးကသတင်းစာဖတ်ချင်လို့တယ်ငှားလို့ရမလားမမဒေးစာဂျာနဲ့စာဆောင်တွေကိုအပြင်ကိုမငှားပါဘူးစာကြည့်တိုက်ထဲမှာပဲတိတ်ဆိတ်ဖတ်ရှုရပါမယ်စာကြည့်တိုက်ထဲမှာဖတ်မယ်ဆိုရင်တခြားသူတွေအနှောက်အယှက်မဖြစ်အောင်ပါလာတဲ့ဖုန်းတွေကိုလည်းအတန်တိတ်လုပ်ထားရပါမယ်ဆလိတ်တောက်တာဝီစေဝါသုံးတာတွေလည်းရှောင်ကျင်ရပါမယ်စပွဲပေါ်မှာလည်းမအိတ်လို့မရပါဘူးကွယ်သူကတော့ကြောက်ပိတ်ရက်မှာစာဖတ်ရှင်တာညီလေးကိုလည်းထိတ်ရမယ်မမဒါကြောင့်သူ့ညီလေးကိုခေါ်လာလို့ရမလားအသက်3နှစ်အောက်ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုစာကြည့်တိုက်ထဲကိုခေါ်လာလို့မရဘူးဒါအပြင်စာကြည့်တိုက်ထဲကိုအန္တရာယ်ဖြစ်စေတတ်တဲ့ရှင်ထက်တဲ့အရာတွေနဲ့ဂျားတွေကိုလည်းယူလာလို့မရဘူးကွစာကြည့်တိုက်စီကံတွေကတော်တော်များလာပဲနော်အပြင်ကတပည့်အမှန်ရောတော့ဖတ်လို့ရသွားမှာမမရဘူးမောင်လေးရဲ့စာကြည့်တိုက်ထဲမှာပဲဖတ်ရပါမယ်ပရီဘောဂတွေကိုလည်းစာကြည့်တိုက်မူခွင့်ပြုချက်မရှိပဲပြောင်းရွှေ့တာတွေမလုပ်ရပါဘူးเนาะစာကြည့်တိုက်နေရတွေမှာလည်းလိုက်နိုင်ရမယ့်စည်းကမ်းတွေကိုကတ်ထားပါတယ်တိကျမှတ်ထားเนาะမောင်လေးတို့ညီမလေးတို့မသိရရှိရင်လည်းမေးကြเนาะဟုတ်ကဲ့ပါမမစာကြည့်တိုက်စီကံတွေကိုပပိုးကိုလည်းပြောပြလိုက်ပါမယ်
နောက်တစ်ခုရှိသေးတယ်စာကြည့်တဲ့အလူရှင်ကတလအတွင်းစာအုပ်အများဆုံးငါပြီးဖတ်တဲ့သူကိုစုရှာပေးမယ်လို့ကြေညာထားပါတယ်ဖတ်ထားတဲ့အကြောင်းအရာတွေကိုလည်းပြောပြနိုင်ရမယ်လို့ပြောထားပါသေးတယ် โอ้ပြောစရာကြီးပဲအခုပဲစိုက်ကလောက်သွားတယ် Group 2ပုံပြောသူအဖြစ်တမီ BG4B 018နဲ့ပို့ဦးအဖြစ် BG4A 016တုတအဖြစ် BG4A 004အကုစီတူအဖြစ် BG4B 030မင်းစင်အဖြစ် BG4A 015မမကြွယ်အဖြစ် BG4B 008 023တို့ကအတန်တရုတ်ဆောင်များအဖြစ်ပါဝင်တရုတ်ဆောင်ထားပါတယ်ရှင်။တမင်းတို့ရဲ့တင်ပြမှုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတော့ဦးတော်ကိုမမတဦးတယောက်ချင်းစီကိုတမင်းတို့ grade 4ကျောင်းသူကျောင်းသားလေးများမှကျေးဇူးအထူးတင်ရှိပါတယ်ရှင်။